皆さんအားလုံးပဲမင်္ဂလာပါအခုဖူးစာပြတက်စာရဲ့နောက်ထပ်မေးခွန်းတစ်ပုဒ်ကိုရှင်းပြပါမယ်ဒီပုဒ်စာကတော့ gram ကနေပြီးတော့မှ percent ကိုပြောင်းတဲ့ပုဒ်စာပေါ့နော်မေးခွန်းလေးကနင်းကြီးမုံလာဦးနေတဲ့150 gram ရှိတဲ့ထဲကမှတိုရီနိုဆိုကုဆိုတာကဖယ်ချလိုက်တဲ့အပိုင်းကိုပြောတာပေါ့နော်တိုရီနိုဆိုကုဘူဘွန်ကတဲ့ဖယ်ချလိုက်တဲ့အပိုင်းကတဲ့60 gram ကိုဖယ်ချလိုက်တယ်ပေါ့နော်ဆိုကာအေရူဘူဘွန်ကpercent တူတဲ့ equator test ကအသုံးပြုနိုင်တဲ့အစိပ်ပိုင်းကရာခိုင်နှုန်းနဲ့ဆိုလို့ချင်းရင်ဘယ်လောက်လဲလို့သူကမေးထားတာပေါ့နော်အဲ့တော့ဝါတာချီတို့ကပုံစံလေးကိုတွက်ပြခင်မှာအရင်ဆုံးစဉ်းစားကြည့်မြင်ပေါ့နော်သူကပေးထားတာက gram နဲ့ပေးထားတယ်လိုချင်တာက percent ကိုလိုချင်တာအဲ့တော့ရင်150 gram နဲ့ကနေပြီးတော့မှဖယ်ထုတ်လိုက်တဲ့60 gram ကိုနှုတ်ချလိုက်မယ်ဆိုလို့ရှိရင်အသုံးပြုနိုင်တဲ့ gram အရေအတွက်ကိုရမယ်ပေါ့နော်အဲ့ဒီ gram ကနေမှ percent ကိုပြန်ပြီးတော့ပြောင်းအောင်ပါမယ်ကဲအခုတော့ပုံစံလေးကိုစတွက်ကြည့်ပါမယ်150 gram နဲ့ကနေပြီးတော့မှသူဖယ်ထုတ်လိုက်တာက60 gram ကိုဖယ်ထုတ်လိုက်တယ်ဒါကြောင့်150တွေက60ကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်အသုံးပြုနိုင်တဲ့ gram အရေအတွက်ထွက်လာတယ်ပေါ့နော်အသုံးပြုနိုင်တာက982 gram အသုံးပြုနိုင်တယ်ပေါ့နော်အဲ့တော့ဝတ္တစီလိုချင်တာက gram နဲ့လိုချင်တာမဟုတ်ဘူး percent နဲ့လိုချင်တာ percent နဲ့လိုချင်တာဖြစ်တဲ့အတွက် gram ကနေပြီးတော့ percent ကိုပြောင်းအောင်မယ်ပေါ့နော်သူ့ရဲ့ပုံသေးနည်းက gram ကနေ percent ကိုပြောင်းတဲ့ပုံသေးနည်းကလိုချင်တဲ့အစိပ်အပိုင်းကိုတီးလိုချင်တဲ့အစိပ်ပိုင်းကဝါတာချီတို့က980နှစ်လိုချင်တဲ့အစိပ်ပိုင်းကိုတီးစုစုပေါင်း850နဲ့စားမယ်လိုချင်တဲ့အစိပ်ပိုင်းကိုတီးစုစုပေါင်းနဲ့စားပြီးတဲ့အခါ100ရာခိုင်နှုန်းနဲ့မြောက်ရမယ်ပေါ့နော်ဒါက gram ကနေပြီးတော့ percent ကိုပြောင်းတဲ့ပုံသေးနည်းဖြစ်ပါတယ်အဲ့တော့ဝါတာချီတို့က980နှစ်လိုချင်တဲ့အစိပ်ပိုင်းကိုတီး850စုစုပေါင်းနဲ့စား100နဲ့မြောက်ရမယ်ပေါ့နော်အဲ့တော့980ကို850နဲ့စလိုက်တဲ့အခါမှာ0.92ရတယ်အဲ့ဒီ0.92နဲ့100ရာခိုင်နှုန်းနဲ့မြောက်တော့92ရာခိုင်နှုန်းရပါတယ်92ရာခိုင်နှုန်းကသူအသုံးပြုနိုင်တဲ့ percent အရေအတွက်ပေါ့နော်ဒါကြောင့်အပြည့်မှန်က E ဖြစ်ပါတယ်